အပိုင်း20ရဲ့အစမှာတော့တိုက်တန်မကိုဖမ်းနိုင်လိုက်ကြပြီဘသူဘဝဆိုတဲ့အဖြေကိုသိရဖို့လက်တကမ်းလူကိုရောက်လာပါပြီအဝင်ကတပ်သားတွေကိုလက်ကျန်အမြောက်တွေနဲ့ပါတိုက်တန်မကိုအသေးချုပ်ထားဖို့အမိန်ပေးလိုက်ပါတယ်တော်ဝဆက်မှာတော့တိုက်တန်တွေဟာအပင်ပေါ်ထိပါဖြည်းဖြည်းတက်လာကြပါတယ်ဆာရာကတော့ငုတ်တော်လေးထိုင်နေနေပဲတောထဲကပောက်ဝဲတန်တွေဟာဘာကြောင့်ထွက်လာရလဲလို့မေးနေပါတယ်လိုင်းနာကတော့တောထဲကိုအမြောက်တွေလည်းယူလာတာလည်းမမြင်မိပါဘူးယူမီကလည်းတောထဲကအတန်တွေကစူညံနေတာပဲခရစ်စတာဘယ်မှာရှိလဲနင်းတိလာဘဲရိုးလို့မေးနေပါတယ်ဘဲရိုးကတော့သူမသိလို့တောင်းပန်ပါတယ်လို့ပြန်ဖြေလိုက်ပြီးကိုနီကအိမ်ပြန်နေတာကိုပဲရေရွတ်နေပါတယ်ဂျန်နဲ့အာမင်ကတော့တိုက်တန်တစ်ကောင်ကအပင်နှစ်ပင်ကခြေကန်တက်လာတာမို့လို့နေရာပြောင်းလိုက်ကြပြီးတိုက်တန်တွေရဲ့တင်ယူနိုင်သောကိုကြည့်ရင်းနဲ့အားသိနေကြရပါတယ်ဂျန်ကတောထဲမှာတခုခုဖြစ်နေတာတော့အသေးကြပဲဘာဖြစ်နေလဲခံမှန်းလို့မရရင်ပဲတိုက်တန်မကိုဖမ်းဖို့မြားခေါ်လာတယ်လို့ထင်ကြောင်းအာမင်ကိုပြောလိုက်ပါတယ်အဲရောကဒီဗျူဟာကိုတသားတက်တွေကိုကျူမပြောပြတာကိုနားလည်ပေမဲ့ဘာလို့ကင်းတော့တဲ့ထင်မှာအကြာကြီးရှိခဲ့တဲ့ခင်ဗျားတို့ကိုမပြောပြရတာလေလို့မေးလိုက်ပါတယ်ပက်ထရာကတက်မှုကငါတို့ကိုမယုံကြည်ဘူးလို့ဆိုချင်တာလားဆိုပြီးရန်လုပ်နေပါတယ်ဘိုးဆက်ကပက်ထရာဒီကောင်သွားရီတချောင်းမကျန်နှုတ်ပစ်လိုက်စမ်းဆိုပြီးမခံချင်စကားပြောလာပါတယ်စကားပြောနေကြတော့အဲရိုကအေရွန်ပြောတာမှန်တယ်တက်မှုကငါတို့ကိုမယုံရတဲ့အကြောင်းရင်းရှိလို့ဖြစ်မယ်နေတိုင်းအပိုင်းသက်တွေကိုကြည့်ကျင်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ Facebook page လေးကို follow လုပ်ပြီးသွားလို့ရပါတယ်တမှုအဝင်ကတိုက်တန်ပြောင်းနိုင်တဲ့သူဖြစ်ဖြစ်တိုက်တန်တွေကိုကူညီနေတဲ့သူကငါတို့ကင်းတော့တဲ့ထဲမှာရှိနေတယ်လို့ယုံကြည်ထားလို့ပဲဖြစ်မယ်ကန်းတာကဖေရောဖြစ်နိုင်လို့လားကွာဆိုပြီးစကားထောက်လိုက်တော့ဒီ season ကိုကြိုပြောပြလို့ရတဲ့သူတွေဟာပြီးခဲ့တဲ့9နှစ်အတွက်အသက်ရှင်ကြံခဲ့တဲ့စစ်သားတွေလောက်ပဲရှိမယ်လို့ပြောလိုက်တော့မှဘိုးဆက်ကမစီမဆိုင်သဘောပေါက်ပြီးမို့လားဒါကြောင့်ပြောမရတာပေါ့ဆိုပြီးနေရာကောင်းဝင်ယူပါတယ်လွန်ခဲ့တဲ့9နှစ်ရဲ့ဒတိုင်းပေါက်ချိန်မှာတချို့စိတ်ဝင်လာခဲ့ပြီးရှင်ဖမ်းထားတဲ့တိုက်တန်တကောင်ကိုတိုက်ခဲ့တာကတော့မျက်မြင်ပဲအဲတုန်းကတမှုကအဲ့ကိစ္စနဲ့ပတ်သက်ပြီးငါ့ကိုမေးဘူးလေဆိုပြီးဘက်ထရာကပြောလာပါတယ်အဲ့လိုမျိုးမေးကို error အပေါင်းဝင်တော်တော်များများကိုမေးခဲ့တာဖြစ်ပြီးမေးတာကိုဖြေနိုင်ခဲ့ရင်တော့အစီအစဉ်ထဲမှာပါနိုင်မှာဖြစ်ခဲ့တော့ပါတယ်မေးခဲ့တဲ့ထဲမှာတော့ဘိုးဆက်မပါတဲ့ကြောင့်သူ့ကိုသာမေးခဲ့ရင်ဖြေနိုင်မှာဖြစ်ကြောင်းလီပိုင်းပုံစံဖမ်းပြီးပြောနေပါတယ်တိုက်တန်မကိုလည်းအထူးထုတ်လုပ်ထားတဲ့လန်နက်ဒီနဲ့ပါပြစ်ချုပ်လိုက်ပါတယ်အထူးထုတ်လုပ်ထားတဲ့လန်နက်ဆိုတာကတော့ပြောင်းမှာတန်မနီနဲ့ပြုတ်လုပ်ထားပြီးလွှတ်သွားပုံအသွားရိတ်ကြောင့်တရားမြန်ပြန်သက်တာလေးပို့ပြီးလုံမရအောင်ချုပ်လေဖြစ်ပါတယ်ဟန်နီကတော့သူဒီဖန်ထားတဲ့လန်နက်တွေကိုထုတ်သုံးလို့ရလို့ပြောနေပါတယ်တိုက်တန်မာကြီးမလုံနိုင်အောင်ချုပ်ထားတာသိကြပြီဆိုတော့လီဗိုင်နဲ့မိုက်ကလက်နဲ့ကာထားတဲ့ဂုတ်ကိုဝင်ခိုးလိုက်ပြီးမြင်တိုက်တန်မာကလက်ကိုမာကျောစီနိုင်တဲ့အစွမ်းနဲ့ကာလိုက်တော့ဓာတ်တွေပဲထွက်ကုန်ပါတယ်မိုက်ကအပေမှာပြန်တက်လိုက်ပြီးအာဝင်းကိုခေါင်းခါပြပါတယ်တိုက်တန်မာမှာသူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းကိုကာဝယ်ဖို့အတွက်ကြိုက်တဲ့နေရာကိုမာကျောအောင်လုံးနိုင်တဲ့အစွမ်းရှိနေပါတယ်အာဝင်းကသူကြားပူးခဲ့တဲ့တိုက်တန်ကောင်ရဲ့အစွမ်းနဲ့ပုံစံတူးနေလို့စဉ်းစားနေပါတယ်ဒီတိုင်းသာဓာတ်နဲ့ဆက်ခုံနေရင်အားနဲ့သွားမလားဆိုတာကတော့လည်းမသေးကြပါဘူးဒါကြောင့်ဖောက်ခွဲကရိယာတွေတဲခိုင်းလိုက်ပြီးဖောက်ခွဲပစ်လိုက်ပါတယ်ဒါပေမဲ့အထက်ကဘသူဘဝရှိနေလဲဆိုတဲ့တင်းလွန်စာပျောက်သွားမှဆိုလို့လက်ပြန်တွေကိုဖောက်ခွဲစေလိုက်ပါတယ်လီဗန်ကခေါင်းပေါ်ကနေတိုက်တန်မကိုမင်းလည်းရောက်တော့မှာပါလို့ပြောနေတော့တိုက်တန်မကငြိမ်နေရကနေအာပြဲကြီးနဲ့អော်လိုက်ပါတယ်တတော်လုံးဟင်းတော့သွားပြီးတိုက်တန်မလည်းပြန်ငြိမ်သွားပါတယ်အားလုံးကသွေးတန်းနဲ့អော်နေတယ်လို့ထင်ကြပေမဲ့အလန့်ခံရန်ကောင်းတဲ့မိုက်ကတိုက်တန်တွေနေရအလန့်ကလာနေပြီလို့အဝင်းကိုပြောလိုက်ပါတယ်အာမင်တို့ဘက်မှာရှိတဲ့တိုက်တန်တွေလည်းအကုန်တော်တဲကိုဝင်ပြေးလို့နားမလည်နိုင်ဖြစ်နေကြပါတယ်ပြေးနေတဲ့တိုက်တန်တွေကိုတောက်ဖို့ပြင်းနေတဲ့မီကာဆာကိုဆာရှာခဏနေအောင်ဒီလိုအော်တန်မျိုးအရင်ကကြားဦးတယ်သုံးဆုံးစရာမရှိတဲ့ကြောင်ပိတ်နေတဲ့သားကောင်တွေကဒီလိုမျိုး order တယ်လို့ပြောရင်တားလာပါတယ်။အဝင်ကတော့ဘုံတွေကိုမြန်မြန်ဆင်ကြဖို့အမိန်ပေးလာပါတယ်။တိုက်တန်အုပ်ကြီးကအနာအရန်ကတ်လာလို့မီကဲကမမီတော်ကြောင်းကိုလည်းပြောလာပါတယ်။လာနေတဲ့တိုက်တန်တွေကိုအားလုံးကဝိုင်းတိုက်ကြပြီးမှညာလွန်းလာကြမလို့တက်လို့တော့မကုန်ပါဘူး။တိုက်တန်တွေအားလုံးဟာသူတို့ကိုတိုက်နေမှတပ်သားတွေကိုလည်းအရေးမဆိုင်ကြပါဘူး။တိုက်တန်မဟူသာဝိုင်းစားနေကြပါတယ်။အဝင်ကတက်ပြန်ခောက်ကြဗျူဟာပြန်ခင်းမဲ့ကာရနက်ကိုပြန်ဖို့ပြင်ကြတော့လို့ပြောလိုက်ပါတယ်။အားလုံးလည်းမောဟိုက်နေကြပြီးအာဝင်ကငါတို့လုံနိုင်တာဘာမှမရှိတော့ဘူးရန်သူကအားလုံးကိုဆွန့်လွတ်ဖို့တွေးထားတာပဲလို့လီပိုင်းကိုပြောလိုက်တော့အခုအချိန်တိုင်းသာပြန်သွားရင်အဲရန်ကိုရဲတပွဲကရန်ရှာလိုက်မယ်လို့ပြန်ပြောလိုက်ပါတယ်နောက်ပြဿနာကတော့နောက်မှကြည့်ရှင်ရမှာပဲအဲရန်တို့ဖွဲကိုပြန်ခေါ်သွားမဲ့လီပိုင်းကိုအခုမင်းက gas ဖြည့်ထားပြီးဓာတ်အသစ်လဲထားလိုက်တော့လို့ပြောလိုက်တော့လီပိုင်းက gas ကြံနေတယ်ဖြည့်စရာတော့မလိုသေးဘူးလို့ပြောလာတော့ဒါအမိတ်မဲလို့ပြောလာပါတယ်ဒီလိုနဲ့မိခိုးပြပြစ်လွတ်ပြီးစစ်စင်ရေးပြီးဆုံးကြောင်းကိုအချက်ပြလိုက်ပါတယ်ရုတ်တရက်ကြီးစစ်စင်ရေးပြီးဆုံးသွားလို့အားလုံးကတော့နားမလည်နိုင်ဖြစ်နေကြပါတယ်စစ်စင်ရေးပြီးဆုံးသွားကြောင်းသိလာရတဲ့ Aaron တို့ဘက်ကလည်းအခုစိတ်မလျှော့သေးနေအောင် Aaron အဲ့ရောက်ပြန်ရောက်တော့မှစိတ်ချရပြီလို့ဘိုးဆက်ကဆရာဝန်လုပ်ပါတယ်။ Edo ကမြင်းနေစီသွားရင်းနဲ့ဘိုးဆက်နဲ့ Patra နဲ့ရောက်ပထမဆုံးစစ်စင်ရေးတုန်းကကြောက်သေးထွက်တာကို Aaron ကိုပြောလိုက်ပါတယ်။ဟုတ်လားလို့ Aaron ကမေးလိုက်တော့ငါကတော့မပါခဲ့ဘူးလို့ဖြေပြီးစကားကောင်းနေကြတာကိုဂန်းသာက mission ကမပြီးသေးတဲ့အတွက်စကားမများကြနဲ့ပြောဝဲစားထွက်လာကြတာမဟုတ်ဘူးဆိုပြီးပြောလိုက်ရင်သိပေါက်တဲ့ထင်ငါလည်းမပါဘူးလို့ဝင်ပြောလာပါတယ်။တစ်ဖက်မှာနောက်ကျောပေးထားတဲ့ကင်းတော်ဝစ်စုံတဲ့သူကအစိမ်းရောက်မီးကိုပြက်လွတ်လိုက်ပြီးအချက်ပြလိုက်တော့ဂန်းသာလည်းလီပိုင်းကအချက်ပြလိုက်တဲ့ထင်ပြီးပူပေါင်းကိုမီးကိုပြက်ပြီးပြန်ချက်ပြလိုက်ပါတယ်။ဟန်ကြီးကဘာလို့လီပိုင်းကို gas ပြန်ဖြေခိုင်းတာလဲအာဝင်ဆိုပြီးမေးတော့တိုက်တန်မှာစားခံရတော့ကအထက်ကလူကိုစားခံရတာမြင်လိုက်ရလားတကယ်လို့လူသားကနေပြောင်းထားတဲ့တိုက်တန်သားဆိုရင်လူပုံစံနဲ့အယောင်ဆောင်ပြီးလှုပ်ရှားမှသေးကြတယ်အခုတောင်တပ်ဖွဲ့တွေရောက်နေလောက်ပြီလို့ဖြေလိုက်ပါတယ်။ Aaron တို့ဘက်မှာတော့နောက်ကျောပေးထားတဲ့လူကရောက်နေပြီးလီဗန်ဟုတ်မဟုတ်ကြည့်နေနေပဲရုပ်ပြက်ဂန်းတော်ကိုဝင်ပိုင်းလိုက်ပါတယ်။ဘာမှတုံ့ပြန်ခြင်းများလိုက်ပဲဂန်းတာကတေးဆုံးသွားပြီးရောင်ဆောင်တဲ့လူတွေထွက်ပြေးသွားရင်းနဲ့ပဲ season 1ရဲ့အပိုင်း20ကတော့ဒီမှာပဲပြီးဆုံးသွားပါတယ်